စာလေးတစ်စောင်လာငါစာရေးစရာတိုးကြော်မင်းစာတာမင်းစာပိုးလေးကိုလာပေးသွားတာတဲ့ကောင်မလေးတယောက်ကတဲ့ပထမတစ်ခါလေးကဟိုကောင်မလေးပေးတာလားမြို့တော်ခမ်းမမှာကလည်းကောင်မလေးပေးတာဆိုလာမယ်ငါအခြေတမကောင်းရင်သွားပြီခါတော့မင်းစားလာတယ်ဆိုရသိကြောက်နေငါအိမ်မှာဆိုရင်စားလာပြီဆိုတတိထားရတယ်ခဏခဏသွားရှင်ရဖတ်ပြမယ်နော်73ချက်တို့တာမဆက်ဘူးကွာ73ချက်ဘယ်ပါဖြစ်ပါကွာကောင်မလေးပေးတာမလားအသိတယ်မင်းကစမ်းပွင့်ညဆွဲနေဆွဲရှာမရှင်းနဲ့ကွာနေဆွဲညဆွဲ तू အားတဲ့ချိန်ဆွဲမှာပါမင်းဟောရေးပါလာပြီးတာပါပဲဒါလုံးတို့ကိုတူကျော်ရှင်းကိုတိုးကျော်ရှင်းစလုံးပေါင်းနေရမှားနေတယ်ကွာစောင်းသွင်းကွာဖြစ်ချင်တယ်ဖြစ်မှာပေါ့မင်းတိုးတဲ့ကိုတိုးကျော်ရှင်းကိုတိုးကျော်ရှင်းမဘူးမြောက်လို့ပြောလိုက်မနောက်နဲ့အကိုကျမကိုမှုတ်မိလားကိုကျမကိုမှတ်မိလားမင်းစာလုံးကဒီမှာတပ်ပုံတွေမှားနေတယ်အကိုကျမကိုမှတ်မိလားဖြစ်ဖတ်ပါကွာကျမတို့ရွာလာတော့ကဒီလိုဖြစ်နေတာကျမတို့ရွာလာတော့ကအကိုတို့ဟားငါးကောင်အဖွဲလာကားသေးတယ်လေဒီလိုကြီးကားလာကားသေးတယ်လေတာမနောက်တော့ကောင်းဖတ်ပါအဲ့တုန်းကတဲ့အကူမတ်မိလာတဲ့ကျမကိုအိမ်ခေါ်ပြီးထမိန်နေဖိတ်ကျွေးသေးတယ်ကျွန်တော်30တောင်စားပလိုက်တာကျွန်တော်ဟာဟဲ့ထမိန်နဲ့ဖိတ်ကျွေးသေးတယ်ဘာထမိန်နဲ့ဖိတ်ကျွေးရမှာကိုတိုးကျော်အားတဲ့အိမ်ရေးပြက်နေတယ်ဆိုပြီးတော့လေကျမမစားနိုင်ဘူးတင်တာလက်ဆက်သက်တော့စက်ဖို့ကြီးပဲကြီးအစပ်ပုတ်ကြီးပဲမင်းစာစလုံးပေါက်နေမှားနေတယ်လို့ဖြစ်ဖတ်ပါကွာအကိုကအခုမြို့မှာဆိုတော့ဘာလို့မြို့ရမှာဖိုးမူသမီးတာထေးသမီးတွေနဲ့ဘုံမှုသမီးတထေးသမီးတွေနဲ့ကိုတိုးကျော်အခုလောက်ဆိုပြော့နေလောက်ပြီဆောင်းနေဆိုတော့အေးတာဟုတ်လားကိုတိုးကျော်အခုဆိုပြောနေလောက်ပြီအကိုနဲ့ကျမနဲ့လူငယ်ချင်းတိတ်ကလေးချိန်တိတ်နေတာချိန်တိတ်မဟုတ်ချိန်တွေ့နေတာကိုအဖေနဲ့အမေနဲ့တည်သွားပြီဘာလို့တည်ရမှာလဲကွာမင်းငါလည်းအထဲသွားရဒါလည်းအမေလည်းပေလည်းတည်လို့မဖြစ်ဘူးတည်သွားပြီလို့အကိုရွာကိုလာပြီးမြန်လာတောင်းရင်တောင်းမတောင်းရင်ကျမတောင်းတဲ့လူနောက်လိုက်သွားလိမ့်မယ်အခုဂုံတောင်းမောင်းတဲ့ကောင်နဲ့ညားသွားပြီသိတယ်နင်းလာမပြောင်းနဲ့နော်ညားနေပြီကျမကလည်းအခုအလုပ်လုပ်နေရတယ်လေတဲ့ကိုတလောကမှာတဲ့ဖာခံသွားတာဟာကလူမမောင်းနဲ့ပိသက်တွေအများကြီးနဲ့မင်းကလည်းဖာကန့်သွားတာများမင်းကလည်းကွာမဟုတ်တာမပြောသမှလည်းမင်းကလည်းလာကုန်ရင်တဲ့ကိုဝင်ကြီးနဲ့ပြန်လာမယ်ကြီးနဲ့ပြန်လာပါဘာကြီးနဲ့ကိုဝင်းကြီးနဲ့လားကိုဝင်းကြီးနဲ့ပြန်လာကိုဝင်းကြီးဆိုတော့တို့အိမ်ဘေးနာလူအဲ့လူကဖားကန်တက်သွားတယ်ပြန်လာရင်သူနဲ့တူလိုက်လာမယ်ဒီလိုပြောတာဘာလို့ငါကောင်မလေးကကိုဝင်းကြီးနဲ့ပြန်လာမှာအကိုတဲ့ကျမရှိတဲ့နေရာကိုလိုက်လာမလားဘာမှတဲ့လေအကိုမြေကြီးကိုချိန်မချရအောင်ကျမစီစဉ်ပေးလိုက်မယ်ဟောနေတာထင်တယ်အချုပ်ကားလွတ်ပေးလိုက်မယ်ဟဲ့တိတ်နေမိမကောင်းအဲ့ဒါမလုပ်ပါနဲ့ကွာအကိုရဲ့ချစ်လွှာစွာသောဟုတ်ကဲ့ညီမလေးမတ်တင်ရွှေခိတ္တတွန်တီတော်ကြီးတန်းအဲ့ဒါရဲဘက်စခန်းပေါ်လေဟိုးနဲ့အမျိုးသမီးရဲဘက်စခန်းပို့လိုက်တာကွာမြို့ဟောလူစားရများလိုက်တာငါစာအုပ်ကုန်ပြီထင်တယ်ဖြစ်လာကြတကယ်လာလားကွာဟုတ်လားဟာတို့မင်းစာငါစာလာပြီးသွားတာဟုတ်ချက်ချင်းကိုဝစ်လေတော့တာပဲချက်ချင်းငါစာဖြစ်သွားဖတ်ပါ你在起码拍表没好。အေးလှုပ်တို့တဲ့ကိုတိုင်းကျော်ပြပြလိုက်ပါတို့ကိုတိုင်းကျော်တဲ့ဖတ်ပြလိုက်ပါဖတ်ပြမယ်မင်းစာငါဖတ်ပြမယ်ငါလည်းရာဇနေဝင်းလို့ပြောကြည့်တို့ကိုတိုင်းကျော်တဲ့ဖတ်ပြလိုက်ငါပြောင်းတယ်သူစာလည်းဖတ်ပြတို့ကိုတိုင်းကျော်တဲ့ရှင်နှစ်အမြလွမ်းစွတ်တန်တပေါ့ရလာပါကြီးလေးဖတ်ဟောငါကြည်နူးသွားတာရှင်နှစ်အမြလွမ်းစွတ်ဆိုတော့ကြည်နူးသွားတကယ်လာလားကွာဟုတ်လားဟာတို့မင်းစာငါစာလာပြီးသွားတာဟုတ်ချက်ချင်းကိုဝစ်လေတော့တာပဲချက်ချင်းငါစာဖြစ်သွားဖတ်ပါ你在起码拍表没好。အေးလှုပ်တို့တဲ့ကိုတိုင်းကျော်ပြလိုက်ပါ
တို့ကိုတိုင်းကျော်တဲ့ ဖက်ပြက်လိုက်ပါဖက်ပြက်လိုက် ဖတ်ပြမယ်မင်းဆန်ငါဖတ်ပြမယ် ငါလည်းရာဇနေဝင်းလို့ပြောကြည့် တို့ကိုတိုင်းကျော်တဲ့ဖတ်ပြတယ်ဖတ်ပြတယ် ဖက်ပြက်လိုက်ဖက်ပြက် ငါပြောင်းတယ်သူ့ဆောင်လည်းဖတ်ပြတို့ကိုတိုင်းကျော်တဲ့ရှင်နှစ်အမြလွမ်းစွတ်တန်တ ပေါ့ရလာပါကြီးလေးဖက်ဟောငါကြည်နူးသွားတာရင်နေမြလွမ်းစွတ်ဆိုတော့ကြည်နူးသွား တို့ရှင်နှစ်အမြလွမ်းစွတ်တန်တတရိယာချင်းများစွာဖြစ်အမေစာရေးလိုက်ပါတယ် ဟဲ့အမေကရင်နေမြလွမ်းစွတ်တန်းတာတာတွေပဲထဲ့ရေးတယ် သူရေးတတ်တယ်လို့ရေးတာနေမှာပေါ့ကွာမင်းကြီးဦးများမဖတ် ဖက်ကွာဖက်ရင်နေမြလွမ်းစွတ်တန်းတာတတိယဘယ်အမေမှသားသမီးကိုအဲ့လိုမကြီးအမေကလည်းကြက်ကြက်ပပတွေရှောက်ကြီး တို့သားလေးမောင်တိုင်းကျော်တဲ့ ကျွန်တော်ပြောတယ် မင်းစာလေးမင်းကိုပြော ဖက်ပါ သားလေးမောင်တိုင်းကျော်တဲ့သားကတော့အခုမြို့မှာနာမည်ကြီးနေပြီပေါ့နော် အမေသိပါတယ်ဒါဘယ်လောက်နာမည်ကြီးလဲဆိုရုပ်ရှင်ကားတွေပဲရိုက်တယ် ဟာလားဘာကားရရိုက် အခုဆိုသားရိုက်ထားတဲ့ကားသမရရုပ်ရှင်မှာရှိလာတင်မှာ ဟာလား မိုးရီကိုရဲ့အိန္ဒြာကျော်စင်တက်မမြဲမင်းသမီးသုံးလက်တိုင်းကျော်မင်းသား ဟာလား စကားနာမည်ကခွေးကျင် တေချင်းစိုးဒါပဲတန်တယ်မင်း အဲ့ နဲ့ သုံးယောက်လုံးကမဒိကြီးလိုက်ကျင်တာမင်း အဲ့ကားမှာသူပေါက်မှာတကယ်ခိုးချင်းဇက်ကားမှာဒီကောင်တကယ်ပေါက် ဟာလား တစင်းနဲ့အိမ်သား၃လုံးကောင်စားပြစ် အနောက်နဲ့ သားကတော့အခုမြို့မှာချီးစားနေပြီပေါ့နော် အမေရဲ့သားခွေး ရောင်သွားတာ ပြော သားကတော့အခုမြို့မှာနာမည်ကြီးနေပြီပေါ့နော်တဲ့ ဟုတ်တယ် မွေးချင်း၄ယောက်ရှိသည့်အနက် မောင်နှမ၄ယောက် မိဘပေါ်အလိမ္မာဆုံးနဲ့အတိတက်ဆုံးသားလေး အမေသိပါတယ် အိမ်ကိုတပြားမှမပို့သေးဘူးနော် ဟောလိမ္မာဆုံးနဲ့တိတယ်လို့ဆိုပို့ရမယ်အော်ငါမအားလို့ပြောတယ် မပူပါနဲ့သားရေ မပူပါဘူး အခုမင်းအဖေအားကစားဝါသနာရှင်ကြီးကျေးဇူးကြောင့် တော်သေးတာဗော အမေတို့နေစရာအိမ်လေးမရှိတော့ဘူး ဘာတွေဖြစ်ကုန်တာတော့ဟာ အမေတို့အိမ်ကိုမန်ယူမသွားပြီသားရေ ဖေကဘောလုံးပွဲတွေရှောက်လောင်းနေတာဗော မပူပါနဲ့သားရေ မပူပါဘူး အခုနေရတဲ့အိမ်ကအရင်အိမ်ထက်အဆင်ပြေတယ် စင်ပြေပြီးတာပဲမေယာ ရင်မီးပြည့်စုံနဲ့ ဗမာတော့ မင်းဦးလေးဖုန်ကြီးเจ้าမှာ အဖုံးเจ้าမှာအစင်ပြေလား မပူပါနဲ့သားရေ မပူပါ မင်းအဖေလည်းသူ့မိုက်ပြစ်ကိုသူတိသွားပါပြီအခု तू အလုတ်လုတ်နေပြီလေ ဘာလို့ သူ့အောက်မှာလူလေးငါ6000နဲ့ ကုမ္ပဏီမှာမန်နေဂျာ တင်းချိုင်းဆောင်သားရဲ့ ဒီမှာမသားတွေကသူ့အောက်မှာဗောနေကြီးထဲမှာဟုတ်တာဗော မပူပါနဲ့သားရေ မပူပါဘူး အခုအိမ်မှာစားဝတ်နေရေးအဆင်မပြေတော့ ဘာဖြစ်တော့ မင်းညီဖိုးလုံးရှိတယ်လေ ဖိုးလုံးကအားကိုးရတယ် ဖိုးလုံးကတိတ်လိမ်မာတာ ဘာလို့ အခုအလုတ်ထွက်လုတ်နေပြီ ဘာလို့တွေလို့ သူလုတ်တဲ့အလုတ်ကနှလုံးသုံးလုံးထိုင်ကင်နေတဲ့သားရေ အဲ့ဒါမကောင်းဘူးတော့ရောက်မင်းအဲ့ဒါတွေကအဖမ်းဆီးရှိတယ် ဖမ်းမှစီးမှလည်းမပူအောင်သားရေ ဘာဖြစ်လို့ အပိုင်နယ်တိုင်းကသူ့တငယ်ချင်းဆိုတော့ တော်သေးတာ ညကတော့ပါသွားပြီ အော်နေရင်းကတကယ်ချင်းဆို တိုင်းကစင်းဖမ်းတာတဲ့သားရေ ဩစီမံချက် မပူပါနဲ့သားရေ မပူပါဘူး ဖိုးလုံးအဖမ်းခံရတယ်ဆိုပေမဲ့ ဘာဖြစ်လို့ တရားသူကြီးကမင်းဖကြီးဆိုတော့ ဩဘာကြီးတယောက်ရှိ 1009နှစ်ကြာသွားတယ် အမေကိုသားကိုလောက်ရတာဘာကြီးက ဥပဒေမှာရွှေမျိုးညီကိုမောင်နှမမရှိပါဘူးသားရေ အဲ့လိုပြောပြီးတော့အိမ်မှာချင်းနဲ့သွားကြောက်လိုက်ရင်ပြီးသွားတာပဲ အမေချင်းမဝယ်နိုင်လို့ကြာသွားတာသားရေမပူပါနဲ့သားရေ မပူပါဘူး 1009နှစ်ကြာသွားတယ်ဆိုပေမဲ့ ဘာဖြစ်လို့ မင်းဦးလေးထောင်ပိုင်ရှိတယ်လေ ဩ အခုဖိုးလုံးကြီးပုံးထမ်းနေရတယ် ဟာမေကွာငါတို့မျိုးရိုးတွေကလည်းအမျိုးကိုမကြည့်ဘူးကွာ အညိုးတေးလေးတွေရှိတော့ဒီလိုပဲဂလက်သားချီလိုက်တယ်တဲ့သားရေမပူပါနဲ့သားရေ မပူပါဘူး အခုအိမ်မှာစားဝတ်နေရေးအဆင်မပြေတော့မင်းညီမငွေမုံလေ ဘာဖြစ်လို့ तू မလုတ်တက်ထွက်လုတ်တယ် ဝေးမဘာတွေရှောက်လို့ လင်ယူသွားပြီ လင်းဩလင်းယူတာဘသူကမွေးကလေးကလုတ်တက်လို့လေမလုတ်တက်ဆိုတာပါသေးတယ် ဒါပေမဲ့သူတို့လင်မယားအိမ်ကိုသွားပြီးအမေညာတိုင်းသွားတင်ပေးနေပါတယ်သားရေ ဟာဘာတွေရှောက်တင်ပေးနေတာ ချက်နီးပြုတ်နီးပါသားရေမပူပါနဲ့သားရေ မပူပါဘူး လင်ယူသွားတယ်ဆိုပေမဲ့ အေး သူ့ယောက်ျားကရီရီမုံမုံအရက်သမားလေးပါ အရက်တပါးရီမုံလားလို့ အရက်သမားပင်မဲ့မင်းညီမကိုရိုက်မှပုတ်မှလည်းမပူရဘူး အဲ့တခုစိတ်အေးရတယ် မိုးလင်းနဲ့ကမြောင်းတဲ့ကောင်းဆိုင် ခေါင်းသူ့ဘာလို့ခေါင်းဆိုင်မှာတော့ငါ့ကျမကိုရိုက်လားပုတ်လားလုံးမလား
မပူပါနဲ့သားရဲ့ မပူပါဘူး အခုငွေမုံအိမ်အောင်ကျသွားတော့ ဘာဖြစ်လို့ အကြီးမှရွှေမုံရှိတယ်လေ ဩရှင်မုံတယောက်ရှိ အိမ်ရဲ့စားဝတ်နေရေးကိုရွှေမုံကပဲထောက်ပံ့နေတာ ဘာတွေလုံး အခုရွှေမုံအလုတ်လုတ်နေပြီ ဩအေး သူလုတ်တဲ့အလုတ်ကဟောလူကြားလို့မှမကောင်းကွာ ဘာလုံး ငါဖတ်လိုက်ရမယ် ဖက်ချင် ရွှေမုံလုတ်နေတဲ့အလုတ်ကဟိတန်စာ ပြီဟာမင်းဒီစာကြီးဖက်လာကွာ မင်းမဖတ်ဆိုငါဖတ် တားကြီးဟောသူများအမျိုးပြည်တန်စာလို့ပြောတော့သူကရီတောင်ရီနေမင်းညမ စိတ်မကောင်းပါဘူးကွာ မင်းညမရွှေမုံလုံနေတဲ့အလုပ်ကတဲ့ပြည်တန်စာဘယ်ရလျှောက်တွေးလဲပြည်တန်စာဆိုတာပြေမာတစားပလာရောက်တာ ဖာတယ်ပါသားရဲ့ အသေးကြီးဆိုတော့လိုက်ဖာနေတာတော့ဒါတော့လိုက်ဖာနေတာတော့မရဘူးလာပဲမီဒီယာ